ဥက္ကဋ္ဌဟာအကြီးတန်းလက်ထောင်အဖြစ်ရုပ်ဖြတ်ခဲ့ပါတယ်။သူဟာဝန်ထမ်းတွေကိုစစ်ဆေးဖို့ကုမ္ပဏီကိုရောက်လာခဲ့တာပါ။ဒါပေမဲ့ရောက်ချင်းမှာပဲမိန်းကလေးတစ်ယောက်ဗီဒီယိုကြည့်နေတာကိုသူသတိထားမိသွားပါတယ်။သူဟာသူမကိုသတိပေးဖို့အနားကိုရှောက်သွားခဲ့ပါတယ်။မထင်မှတ်ပဲအဲ့ဒီမိန်းကလေးကသူ့ကိုဝန်ထမ်းတစ်လို့မှားသွားခဲ့ပါတယ်။သူမကအလုတ်ခိုးနားလေနီလန်းလေးကိုသူ့ကိုရဲရဲရော်ရော်တင်ပေးခဲ့တာပါ။ပုံမှန်ဆိုရင်တော့အလုတ်လုပ်နေတော့ဗီဒီယိုလေးပါလေးကြည့်ရတာပေါ့။အထက်လူကြီးစစ်ဖို့လာရင်အလုတ်လုပ်နေတဲ့ screen ကိုပြန်ပြောင်းလိုက်ပေါ့လို့ပြောပါတယ်။ဥက္ကဋ္ဌကချက်ချင်းပဲအမိန့်တစ်ခုထုတ်ပြန်လိုက်ပါတယ်။သူဟာကုမ္ပဏီရဲ့အင်တာနက်အမြန်နှုန်းကိုကန့်တက်လိုက်ပါတယ်။အလုပ်ချိန်အတွင်းဝန်ထမ်းတွေကိုဗီဒီယိုကြည့်ခွင့်ပိတ်ပင်လိုက်ပါတယ်။မကြခင်မှာပဲကုမ္ပဏီတွေကလူတိုင်းကစတင်ပြီးညှဉ်းညူလာကြပါတယ်။အင်တာနက်ကအယောင်နီးလွန်းလဲလို့သူတို့ကပြောကြပါတယ်။ဥက္ကဋ္ဌအံ့ဩသွားရတာကတော့အဲ့ဒီမိန်းကလေးကနီးလန်းတစ်ခုထပ်ထုတ်လိုက်တာပါပဲ။သူမကဖုန်းသုံးပြီးတခြားသူတွေနဲ့စကားပြောလို့ရသေးတယ်လို့ဆိုပါတယ်။ဖုန်းကိုဖိုင်တွဲထဲမှာထားသမျှတော့ကင်မရာတွေကငါ့အလုပ်ခိုးနားနေတာကိုမမိမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဥက္ကဋ္ဌမှာအချိုက်ရီးချေပွင့်မရှိတော့ပဲနောက်ထပ်စီးမြင့်တစ်ခုထုတ်ပြန်ရပြန်ပါတယ်။အလုပ်ချိန်အတွင်းဝန်ထမ်းတွေကိုရေးကိုတာ message ပို့တဲ့ app တွေကိုသုံးခွင့်မပြုတော့ပါဘူး။ဒါပေမဲ့အဲ့ဒီမိန်းကလေးကတကယ်အလုပ်လုပ်တာထက်စိတ်ကူးရင်နေတာကိုပဲပုံနှစ်သက်ပုံရပါတယ်။အခြားဝန်ထမ်းတွေအားလုံးလည်းအလုပ်ခိုးနားပြီးဖုန်းကစားနေကြတာကိုမြင်တော့ဥက္ကဋ္ဌကဒေါသထွက်ပြီးမန်နေဂျာစီတင်းတန်းမမတ်သွားပါတော့တယ်။အဲ့ဒီဝန်ထမ်းတွေကိုချက်ချင်းအလုပ်ထုတ်ပစ်သူတောင်းဆိုလိုက်ပါတယ်။မကြခင်မှာပဲဝန်ထမ်းတွေဟာသူတို့ပစ္စည်းတွေကိုစတင်သိမ်းဆည်းကြပါတယ်။ဒါပေမဲ့ဥက္ကဋ္ဌတစ်ခုခုကိုတတိထားမိသွားပါတယ်။အဲ့ဒီမိန်းကလေးကတော့အလုပ်မပြုတ်သေးပါဘူး။သူမကသူ့ကိုလျှို့ဝှက်ကလေးတနဲ့ပြောပါတယ်။နာအလုပ်မပြုတ်ရတဲ့အကြောင်းရင်းကမန်နေဂျာကိုလိုက်ထိုးထားလို့ပါလို့သူမကပြောပါတယ်။မိန်းကလေးကရုတ်တရက်တကြားလုံးတချို့ထုတ်ပေးလိုက်တဲ့အခါဥက္ကဋ္ဌလန့်သွားပါတယ်။သူမကမန်နေဂျာကိုပေးဖို့အတွက်သူလည်းနည်းနည်းယူထားအောင်ပါလို့အကြံပေးပါသေးတယ်။ဥက္ကဋ္ဌကတော့နှုတ်ပြောက်ခြင်းစိတ်မရှိတော့ပါဘူး။သူမန်နေဂျာစီသွားပြီးအဲ့ဒီမိန်းကလေးကိုဘာကြောင့်အလုပ်မပြုတ်ရတယ်လဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။မန်နေဂျာကရှင်းပြပါတယ်။အဲ့ဒီမိန်းကလေးကအရေးကြီးတဲ့ project တစ်ခုရဲ့အဓိကအဖွဲ့ဝင်ထင်နေလို့ပါ။ project ကလုံးဝမပြီးတဲ့အထိတော့သူမကိုအလုပ်ထွက်လို့မရသေးဘူး။ဒီလိုပြင်းကြီးပုံရတဲ့မိန်းကလေးကတကယ်လုပ်ငန်းကျွမ်းကျင်မှုတွေဒီလောက်တောင်ရှိလိမ့်မယ်လို့ဥက္ကဋ္ဌမထင်မှတ်ခဲ့ဘူး။အမှန်တကယ်တော့အဲ့ဒီမိန်းကလေးဟာတစ်ချိန်ကကုမ္ပဏီရဲ့အကောင်းဆုံးဝန်ထမ်းတွေထဲကတစ်လောက်ဖြစ်ခဲ့ဘူးပါတယ်။ဒါပေမဲ့ဒုတိယအထွေမန်နေဂျာအေမီကသူမရဲ့အရေးချင်းအပေါ်အလွန်အတင်းမနာချွတ်ခဲ့တော့မှာမိန်းကလေးကိုမောင်းထုတ်ဖို့အတွက်အေမီကသူမကိုတမနေပြီးဝိုင်းပယ်ထားပြီးဘာတာဝင်မှမပေးတော့ပဲဖြတ်ထောက်လိုက်ပါတယ်။သူမရဲ့နောင်ရလာမဲ့ bonus တွေကိုရယူဖို့အတွက်သူမကဒီတိုင်းအလွဲတထူးထွက်သွားဖို့စန္ဒမရှိခဲ့ပါဘူး။ဒါကြောင့်သူမမှာအလုတ်ခိုးနားတလူဟန်ဆောင်ပြီးအချိန်ဖြောင်းနေုံလွဲပဲအခြားရွေးချယ်ခွင့်မရှိခဲ့တာပါ။တနည်းနေ့လည်စားချိန်မှာမိန်းကလေးကသူမအပေါ်မတရားဆက်ဆံခံရတဲ့တို့လုတ်ဖော်ကိုင်ဘက်တယောက်စီရင်ဖွင့်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့လုတ်ဖော်ကိုင်ဘက်ကတော့သူမငှက်ပေါက်တန်တဲ့လုံးကြော်မဲ့လို့ထင်နေပါတယ်။ဘာလို့လဲဆိုတော့အခုအကြီးတန်းလက်ထောက်ကကုမ္ပဏီကိုစစ်ဆေးနေတာလေလို့သူမကပြောပါတယ်။နေ့ရက်အကြီးအချင်းကိုသူတေချာပေါက်တတိထားမိမှာပါလို့သူမကပြောပါတယ်။အဲ့ဒီအချိန်မှာတော့မှမိန်းကလေးကသူမဘေးနားမှာထိုင်နေတဲ့လူဟာအကြီးတန်းလက်ထောက်ကိုလောင်ဖြစ်နေမှန်းကိုသိသွားပါတော့တယ်။သူမရဲ့စောစောကအပြုအမူတွေအတွက်အကြီးကျယ်နောင်တရသွားပါတယ်။သူ့အပေါ်ထားရှိတဲ့အမြင်တွေကိုပြောင်းလဲဖို့ကုမ္ပဏီကိုပြန်ရောက်တဲ့အခါမှာတော့မိန်းကလေးကဥက္ကဋ္ဌရဲ့ဖုန်းကိုရုတ်တရက်ဆွဲလိုက်ပြီးအလုပ်ချိန်အပြင်ဖုန်းမကစားသင့်ဘူးဆိုတာကိုပြင်းပြင်းထန်ထန်ဆုံးမလိုက်ပါတယ်။ပြီးတော့ကုမ္ပဏီနဲ့ဥက္ကဋ္ဌရဲ့အမျှော်မြင်ရှိပုံတွေကိုစိတ်ငြင်းမှန်နဲ့ချီးမြှောက်လိုက်ပါသေးတယ်။ဒါပေမဲ့စိတ်လှုပ်ရှားသွားတဲ့အရှိန်နဲ့ဥက္ကဋ္ဌရဲ့ဘောင်းဘီပေါ်ကိုရေကိုမှားယွင်းပြီးမှောင်ချလိုက်မိပါတယ်။အဲ့ဒီအချိန်မှာလေမန်နေဂျာကဝန်ထမ်းအချို့နဲ့အတူရောက်လာခဲ့ပါတယ်။ကန်ဆိုးရနဲ့ပဲသူတို့အားလုံးကအဲ့ဒီလိုအနေကရရှိနေကိုတက်တက်တိုးသွားပါတော့တယ်။ကုမ္ပဏီရဲ့ဂုဏ်ပြုညစားပွဲမှာမိန်းကလေးကသူမရဲ့အရင်ကအမားတွေအတွက်ပြန်လဲတောင်းပန်ချင်နေပါတယ်။သူမကဥက္ကဋ္ဌကိုဝိုင်းခွက်နဲ့ဂုဏ်ပြုပြီးတောင်းပန်ဖို့အဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ပိုပြီးကြီးမားတဲ့ပြဿနာတစ်ခုထပ်ဖြစ်သွားမယ်ဆိုတာကိုတော့သူမမသိခဲ့ပါဘူး။အမှန်တကယ်အေမီကအကြီးတန်းလက်ထောက်ကိုဖားဖို့အတွက်ဝိုင်းခွက်ထဲမှာလျှို့ဝှက်ပြီးဈေးခတ်ထားခဲ့တာပါ။သူမကညစားပွဲအပြီးမှာအဲ့ဒီလူကိုမြှုပ်ဆွဲဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဝိုင်းနှက်ခွက်ကိုမိန်းကလေးကယူသွားခဲ့ပါတယ်။အေမီကသူတို့ကိုတားဆီးခြင်းတဲ့အချိန်မှာမိန်းကလေးနဲ့ဥက္ကဋ္ဌတို့ကတောက်ပြီးသွားခဲ့ပါပြီ။ဥက္ကဋ္ဌရဲ့ခွင့်လူမှုကိုရဖို့အတွက်မိန်းကလေးကသူ့အခန်းအထိနောက်ကနေလိုက်သွားခဲ့ပါတယ်။အဲ့ဒီလိုပဲဆေးရှင်ကြောင့်သူတို့နှစ်ယောက်ကရိုင်းချင်းကြမ်းတမ်းတဲ့ညတညကိုအတူတူဖြတ်တန်းခဲ့ကြပါတော့တယ်။ဒါကိုသူတို့နှစ်ယောက်မသိလိုက်ပေမဲ့အေမီကတော့ဒါကိုမြင်လိုက်ရတဲ့အတွက်တကယ်ကိုဝမ်းသာနေပါတယ်။သူမကဟိုတယ်အခန်းထဲမှာလျှို့ဝှက်ကင်မရာတွေကိုကြိုတင်တပ်ဆင်ထားခဲ့တာပါ။အဲ့ဒီလိုနဲ့မိန်းကလေးတို့ရဲ့ရင်းနှီးတဲ့ဗီဒီယိုမှတ်တမ်းတွေအတွက်သူမကသူ့ကိုချင်းချောက်ပြီးယာဒူးတိုးဖို့အသုံးချနိုင်မှာဖြစ်ပါတယ်။နောက်နေ့မှာတော့မိန်းကလေးနဲ့ဥက္ကဋ္ဌတို့ကဘာမှမဖြစ်ခဲ့ဘူးတလို့မျိုးဟန်ဆောင်ကြပါတယ်။သူတို့ဟာပုံမှန်အတိုင်းအလုပ်ဆင်းကြပါတယ်။ဒါပေမဲ့မိန်းကလေးရောက်ရောက်ချင်းမှာပဲအေမီရဲ့အနိုင်ကျင့်ခြင်းကိုချက်ချင်းခံရလိုက်ပါတော့တယ်။အေမီကမိန်းကလေးကိုအခုကစပြီးအသေးမှုနဲ့စိတ်ပစ်စရာကောင်းတဲ့အလုပ်တွေအားလုံးကိုလုပ်ဖို့ခိုင်းလိုက်ပါတယ်။သူမကိုအစည်းအဝေးတွေကတ်ခွင့်လည်းမပြုတော့ပါဘူး။မထင်မှတ်ပဲအေမီကအနားကိုရောက်လာခဲ့ပါတယ်။သူကမိန်းကလေးကိုအစည်းအဝေးမှာပါဝင်ဖို့တိုက်ရိုက်ပြောလိုက်ပါတယ်။အစည်းအဝေးခန်းမှာအေမီကမိန်းကလေးရဲ့အဆိုပြုလွှာကိုနှင်ခါပြောပါတယ်။သူမကအလုပ်ကိုဘယ်လိုလုပ်ရမလဲဆိုတာမသိဘူးလို့ဆွတ်စားပါတယ်။
အေမီကသူမရဲ့စီမံကတ်တာအကောင်းဆုံးဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့ဥက္ကဋ္ဌကတော့မိန်းကလေးရဲ့အဆိုပြုလာကိုအလွန်ကျေနပ်နေပါတယ်။သူကအေမီရဲ့စကားတွေကိုပယ်ချလိုက်ပါတယ်။ဒါအပြင်သူဟာမိန်းကလေးရဲ့စီမံကတ်ကိုပဲရွေးချယ်လိုက်ပါတယ်။ဒါကိုမြင်ရတဲ့ဝန်ထမ်းအားလုံးလည်းဝမ်းသာသွားကြပါတယ်။အဲ့ဒီမိန်းကလေးဘလောက်အရေးကြီးရှိတယ်ဆိုတာကိုသူတို့အားလုံးကောင်းကောင်းသိကြတာကိုအေမီကတော့အကြီးကျယ်ဒေါသထွက်သွားပါတယ်။သူမကသူတို့ကိုလက်စားချေဖို့ကျင်ဆွဲလိုက်ပါတယ်။အဲ့ဒီနေ့မိန်းကလေးသူ့စကားပေါ်ပြန်ရောက်တဲ့အခါမှာသူမရဲ့ပစ္စည်းအားလုံးအမိုက်ပုံးတဲ့အပြစ်ထန်ထားတာကိုတွေ့ရပြီးတုန်လှုပ်သွားပါတယ်။ညလုံးဖတ်ပင်စင်ထားခဲ့ရတဲ့စာရွက်စာတမ်းတွေတောင်ဖျက်ဆီးလိုက်ပါပြီ။အဲ့ဒီအချိန်မှာပဲအေမီကရှောင်လာပြီးမိန်းကလေးကိုအလုပ်ထုတ်လိုက်ပြီလို့ကြေညာလိုက်ပါတယ်။မိန်းကလေးကတော့အယမ်းဒေါသထွက်သွားပါတယ်။ project ကတကယ်မပြီးတဲ့အထိရှင်ငါကိုအလုပ်ထုတ်ခွင့်မရှိဘူးလို့သူမကညင်းခုန်ပါတယ်။အေမီကအဲ့ဒီလူနဲ့သူမကြားမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုသိထားတယ်လို့ချိန်ချောက်ပါတယ်။သူမအလိုလျောက်မနှုတ်ထွက်ရင်ပိုကောင်းတယ်လို့အေမီကတတိပေးပါတယ်။မဟုတ်ရင်ကုမ္ပဏီတစ်ခုလုံးကသူတို့နှစ်ယောက်ကြားမှာအရှုပ်တော်ပုံအကြောင်းကိုသိသွားလိမ့်မယ်လို့ဆိုပါတယ်။ဒါပေမဲ့မိန်းကလေးကတော့အေမီရဲ့ချင်းချောက်မှုတွေကိုလုံးဝမကြောက်ပါဘူး။အေမီကသူမကိုပညာပေးလုပ်နေတဲ့အချိန်မှာပဲဥက္ကဋ္ဌကပေါ်လာပြီးတားဆီးလိုက်ပါတယ်။အဲ့ဒီလူကမိန်းကလေးဘက်ကနေရက်တီနေတာကိုမြင်တော့အေမီကချက်ချင်းရုံးချုပ်ကိုသူ့အပေါ်တိုင်ကြားစာပို့လိုက်ပါတယ်။သူတို့နှစ်ယောက်လုံးကိုအကြီးကျယ်ထောက်ပစ်ဖို့သူမကတောင်းဆိုလိုက်ပါတယ်။ဝန်ထမ်းတစ်ယောက်ကအေမီကိုစိတ်အေးအေးတားစေဖို့ဖြောင်းဖျားခြင်းပါတယ်။သူတို့ကသူမကိုစိတ်လျှော့စေခြင်းကြပါတယ်။ဒါပေမဲ့အေမီကသူတို့နှစ်ယောက်အိတ်ခဲ့ကြတဲ့အကြောင်းကိုပြောင်းပဲထုတ်ပြောလိုက်ပါတယ်။သူမကရင်းနှီးတဲ့ဗီဒီယိုဖိုင်ကိုတောင်ရုံးချုပ်ကိုပို့လိုက်ပါတယ်။အချင်းတွေကထိမ့်မနိုင်သိမ့်မစီသွားတာကိုမြင်တော့မိန်းကလေးကဥက္ကဋ္ဌကိုချက်ချင်းတောင်းပန်လိုက်ပါတယ်။သူမကြောင့်သူပါပြဿနာတွေပါသွားပြီလို့ပြောပါတယ်။ဒါပေမဲ့ဒါတွေကဥက္ကဋ္ဌကိုအမှန်တကယ်မချင်းချောက်နိုင်ပါဘူးဆိုတာကိုတော့သူမမသိခဲ့ပါဘူး။မကြခင်မှာပဲရုံးချုပ်ကလူစေလွတ်လိုက်ပါတယ်။ဒါကိုကြားတော့အေမီကပို့ပြီးမှုန့်မာသွားပါတယ်။ဒါပေမဲ့သူမကမကြခင်မှာပဲသူမရဲ့မိုက်မာမှုအတွက်ကြီးမားရဲ့တန်ဖိုးကိုပေးဆက်ရတော့မှဖြစ်ပါတယ်။